ဗုဒ္ဓဂေယမြင်မြတ်မဟာကိုရောက်တာနဲ့အဝေးကပဲလှမ်းမြော်ဖုံးမြင်နိုင်တဲ့မဟာဗောဓိစေတီတော်ကြီးပဲဖြစ်ပါတယ်။မဟာဗောဓိစေတီတော်ကြီးဟာဗုဒ္ဓဘာသာဘုရားဘုရားအတွက်အလွန်မှတပ်ပယ်လှတဲ့စေတီတော်ကြီးပဲဖြစ်ပါတယ်။မဟာဗောဓိပင်ပေါ်ထွန်းရာနှင့်မြတ်ဗုဒ္ဓဟာသမ္မာသမ္ဗုဒ္ဓရွှေဉာဏ်တော်ကိုရရှိတော်မူရာမြင်မြတ်မဟာဗုဒ္ဓဂေယသို့ BC 260တွင်အတောကမင်းကြီးကိုယ်တိုင်ရောက်ရှိလာခဲ့ပြီးမဟာဗောဓိစေတီတော်ကြီးကိုတည်ထားခဲ့ခြင်းပင်ဖြစ်ပါတယ်။မြမဘုရင်ဆက်ဆက်တို့ရဲ့ကောင်းမှုတော်လည်းပဲဖြစ်ပါတယ်။စေတီတော်ကြီးကိုတဲကြောင်များဖြင့်တိဆောက်ထားတာဖြစ်ပြီးဖနက်တော်48ပေဉာဏ်တော်အမြင့်180ပေရှိတယ်လို့သိရှိရပါတယ်။စေတီတော်ကြီးရဲ့နံရံကပ်လှိုင်ပေါက်တို့မှာဘုရားဆင်းလူတော်များထားရှိပြီးအဆောက်အဦရဲ့လေးမျက်နှာနံရံတို့မှာပလဲကုန်းပုံသဏ္ဍာန်များဇံပြန်ယသိပုံများနှင့်ခန္ဓာတပ်ပေစမ်းကြယ်စွာထုလုပ်ခြေသားလို့ထားပါတယ်ခရစ်နှစ်200စုခန့်မှာအမည်မထင်ရှားတဲ့မာဂဒတိုင်းသားဘုရင်တစ်ပါးဟာအာသောကမင်းကြီးတီထားကိုးကွယ်ခဲ့တဲ့မဟာဗောဓိစေတီတော်ကြီးအားအခုမြင်တွေ့နေရတဲ့စေတီတော်ကြီးအဖြစ်ပြန်လည်ပြုပြင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ထို့နောက်မှာတော့အိန္ဒိယနိုင်ငံပါဝင်ဗုဒ္ဓဘာသာနိုင်ငံများမှယဟန်တော်များဟာခေတ်ဆက်ဆက်ဗုဒ္ဓဂေယသို့သက်စွန့်စံဖျားဘုရားဘူးရန်ရောက်ရှိလာခဲ့ကြပါတယ်ထိုယဟန်တော်များနဲ့ထင်ရှားသောယဟန်တော်များမှာအေဒီ400စုတရုတ်ယဟန်တော်ဖာဟီယန်အေဒီ900စုမှာတရုတ်ယဟန်တော်ကိုရင်ဆန်အေဒီ988ရာစုမှာတော့တိရိလင်္ကာမယဟန်တော်မဟာနာနဓမ္မဂုတ်တနှင့်ဓမ္မသေနတို့ပဲဖြစ်ပါတယ်ထို့အပြင်ခြားသောယဟန်တော်များပြားလည်းဗုဒ္ဓဂေယသို့ကြွရောက်တော်မူလာကြပါတယ်အထက်ဖော်ပြပါယဟန်တော်များဗုဒ္ဓဂေယပါဝင်မဇ္ဈိမဒေသနှင့်အိန္ဒိယနိုင်ငံနေရာနှံ့ပြားရှိဗုဒ္ဓဘာသာနေရာဌာနများကိုလေ့လာဖူးမြော်ခဲ့ကြပြီးထိုယဟန်တော်ထဲမှတရုတ်ယဟန်တော်ဖာဟီယန်ဥယျင်ဆန်နှင့်တိဘက်ယဟန်တော်ဓမ္မသာမိတို့မှာထိုခေတ်ထိုကာလသူတို့ဖူးမြော်ခဲ့ရသမျှဘုရားဌာနများအကြောင်းနှင့်ထိုချိန်ကာလကအိန္ဒိယနိုင်ငံနှံ့ပြားတွင်ဖြစ်ပွားလျက်ရှိသောဗုဒ္ဓဘာသာဆိုင်ရာအကြောင်းအရာများကိုဘုရားဘူးမှတ်တမ်းခရီးသွားမှတ်တမ်းအဖြစ်ရေးသားပြုစုခဲ့ကြတာပဲဖြစ်ပါတယ်။ယနေ့ချိန်ခါမှာတော့မဇ္ဈိမဒေသအပါဝင်အိန္ဒိယနိုင်ငံနှံ့ပြားတွင်ဗုဒ္ဓဘာသာဝင်များဖူးတွေ့နေကြရသောရှေးဟောင်းဗုဒ္ဓဘာသာဆိုင်ရာဘုရားကျောင်းကံစေတီပထုံးများသည်ထိုယဟန်တော်များ၏ကလောင်များမှထင်ကြံခဲ့သောပုံရိပ်လွှာများပင်ဖြစ်ပါတယ်။အကယ်၍သာထိုယဟန်တော်များ၏ကလောင်သွားမှရင်းချောင်းရာများမထင်ကြံခဲ့ပါလေရင်မဇ္ဈိမဒေသအပါဝင်အိန္ဒိယနိုင်ငံနှံ့ပြားတွင်ရှိသောရှေးဟောင်းဗုဒ္ဓဘာသာနေရာဌာနများနှင့်အဆောက်အဦအလုံးတို့ဟာဒဇမကြံပျက်စီးပျောက်ကွယ်သွားမည်သာဖြစ်ပါတယ်။အေဒီ12ရာစုတွင်ဘာသာကြားဘုရင်များရဲ့ဖျက်ဆီးခြင်းကိုလည်းအကြိမ်ကြိမ်ခံခဲ့ရပါတယ်။ခရစ်နှစ်1590ခုနှစ်မှာတော့မဟာဗောဓိစေတီတော်ကြီးဟာဟိန္ဒူမဟတ်ဘုန်းကြီးများလက်ထဲသို့ကျရောက်သွားခဲ့ရပါတယ်။1885ခုနှစ်တွင်ဗုဒ္ဓဂေယသို့ဘုရားဘူးရောက်ရှိလာခဲ့သောအနောက်နိုင်ငံသားစာအဒွန်အာနိုးဟာသူဘုရားဘူးရောက်ရှိစဉ်ကာလကမဟတ်ဘုန်းကြီးများကမဟာဗောဓိစေတီတော်ကြီးကိုပုံစံမျိုးမျိုးနဲ့ဖျက်ဆီးနေခြင်းကိုကမ္ဘာတဝန်းလုံးသိအောင်ရေးသားဖော်ပြခဲ့ပါတယ်။1890ခုနှစ်မှာတိရိလင်္ကာနိုင်ငံသားအနာဂါရိကဓမ္မပါဠဟာဗုဒ္ဓဂေယသို့ဖျားဘူးရောက်ရှိလာပြီးမဟန်ဘုန်းကြီးတို့ကဗုဒ္ဓဘာသာပိုင်မဟာဗောဓိစေတီတော်ကြီးအားမတရားသိမ့်ပိုက်ထားသည်ကိုတွေ့ရှိသဖြင့်အလွန်ပင်စိတ်ထိခိုက်ခဲ့ရပါတယ်။ဒါကြောင့်သူဟာသူ့ဘဝတစ်ခုလုံးကိုမြုပ်နှံလျက်နိုင်ငံတကာမှဗုဒ္ဓဘာသာတို့ရဲ့ထောက်ပံ့မှုကိုရယူပြီး
မဟာဗောဓိစေတီတော်ကြီးကိုဗုဒ္ဓဘာသာဝင်များလက်ထဲသို့ပြန်လည်ရောက်ရှိလာအောင်အစဉ်တစိုက်ကြိုးပမ်းသွားခဲ့ပါတယ်စေတီတော်ကြီးအတွင်းမှာတော့ဘုရားအစူးစူးပွင့်တော်မူရာအထိမ့်မှန်အနေနဲ့ဘူမိဖတ်တာမုဒ္ဒရာဗုဒ္ဓရုပ်ပွားတော်တဆူကင်းဝတ်စံပေတော်မူလျက်ရှိပါတယ်ဒီရုပ်ပွားတော်ကြီးရဲ့မဏိတော်တဲ့တယ်မှာမြန်မာနိုင်ငံလူရှင်တွေကရွှေတပိတ်သားနဲ့60သားတိတိဖြင့်ပဋ္ဌာန်း24ပစ္စည်းပုံပြုလုပ်ကာလှူဒန်းထားတာပဲဖြစ်ပါတယ်ဒီရုပ်ပွားတော်တည်ထားတဲ့နေရာမှာမြတ်စွာဘုရားရှင်မန်၅ပါးကိုအောင်မြင်တော်မူပြီးတပ်ပိညုတရွှေဉာဏ်တော်ကိုရရှိတော်မူခဲ့တဲ့အပရာဇိတရွှေပလင်တော်ကြီးရှိတယ်လို့သိခဲ့ရပါတယ်မဟာဗောဓိစေတီတော်ကြီးအတွင်းမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးမြော်ပြီးကြတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတပ်ပိညုတဉာဏ်တော်ကိုရရှိတော်မူခဲ့တဲ့မဟာဗောဓိပင်နှင့်အပရာဇိတရွှေပလင်တို့ကိုတွားရောက်ဖူးမြော်ခဲ့ကြပါတယ်ဒီမဟာဗောဓိပင်အောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာသမ္မာသမ္ဗုဒ္ဓဘုရားဖြစ်သို့ရောက်ရှိတော်မူခဲ့တာကိုအကြောင်းပြုပြီးသမ္မာသမ္ဗောဓိပင်လို့လည်းခေါ်ဆိုကြပါတယ်မန်၅ပါးကိုအောင်မြင်တော်မူရာနေရာဖြစ်တဲ့အတွက်ကြောင့်အပရာဇိတပလင်တော်လို့ခေါ်ဆိုကြတာလည်းပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်များအားလုံးရဲ့အထွတ်အမြတ်ဖြစ်တဲ့ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်တည်ရှိတဲ့နေရာဟာမြတ်ဗုဒ္ဓဟာကိလေသာအလုံးတို့ကိုဝါသနာတော်နှင့်တကွအမြင့်ပါမကျန်အောင်သုတ်သင်ရှင်းလင်းတော်မူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာမြတ်ဗုဒ္ဓရဲ့ကိလေသာပြိဋိဘံပြုခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဒါအပြင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ကွယ်တဲ့အခါမှာတော့ကဘာရရမှာကိန်းဝတ်နေကြတဲ့တာရိတိကဓာတ်တော်များဟာဒီမဟာဗောဓိစေတီတော်နေရာသို့ကြွရောက်လာကြမှာဖြစ်ပါတယ်။ဒီလိုကြွရောက်လာကြတဲ့ဓာတ်တော်များအလုံးဟာရွှေတုံးရွှေခဲကြီးကဲ့သို့အယောင်တောက်ပလျက်နေမိတဗုဒ္ဓရုပ်ပွားတော်ဖြင့်ဖန်ဆင်းကနတ်မြမာတတ္တဝါတို့ကိုတရားရည်အေးအမြိုက်ဆေးကိုနောက်ဆုံးအနေနဲ့တိုက်ကျွေးတော်မူမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဒီနေရာမှာပဲဓာတုပရိနိဗ္ဗာန်ဝန်ဆန်းခြုံငိမ့်တော်မူမှာဖြစ်ပါတယ်။မဟာဗောဓိပလင်ကောဝိနတမာနေလောကီပစ္စာဝိနတတိတန္တဟမာနေပထမံတန္တဟတိဟုသောသုံးမဟာဝါထာကရာယဘုရားအစူစူတို့ရဲ့အပရာဇိတပလင်တော်ပေါ်ထွန်းရာဤနေရာဌာနဟာကဘာကြီးပျက်စီးသွားသည့်အခါနောက်ဆုံးမှပျက်စီးမှာဖြစ်ပြီးကဘာကြီးစတင်တည်လာတဲ့အခါမှာတော့ခြေဦးပထမအနေဖြင့်